Hello，大家好，阿罗美明啦哇，一起来今年嘅YouTube channel 嘛做做吧咧，嗱，所以今日嘛咯，龍眼島呢個叫點樣咋？收聽呢邊我睇上面啊，第一90個，這都是比較嚟來記要不呢？好，那我們開始看。然後sau呢我要睇到阿龍啊，上面啊第一90個來記來吧呢？好，ကျွန်တော်မနေ့စာကိုကျွန်တော်စောင့်နေတယ်ဆိုလို့ရှိရင်တော့ဘယ်လိုပြောလဲဆိုတော့我还在等我的早餐我还在等我的早餐我ငါကျွန်တော်还在等还在等ဆိုရင်တော့စောင့်နေတယ်လို့ပြောတာ还在等စောင့်နေတယ်我的早餐我的ကျွန်တော်ရဲ့早餐ဆိုတာမနေ့စာ我的早餐ကျွန်တော်ရဲ့မနေ့စာကို我还在等ကျွန်တော်စောင့်နေတယ်အဲ့တော့ကျွန်တော်မနေ့စာကိုကျွန်တော်စောင့်နေတယ်ဆိုရင်我还在等我的早餐我还在等我的早餐ကျွန်တော်မနေ့စာကိုကျွန်တော်စောင့်နေတယ်我还在等我的早餐ကျွန်တော်မနေ့စာကိုကျွန်တော်စောင့်နေတယ်ကျွန်တော်ကိုရေခဲတုံးနဲ့ရေပေးပါ请给我冰块和水请给我冰块和水请给我ကျေးဇူးပြု၍ကျွန်တော်ကိုပေးပါ冰块ဆိုတာဒီရေခဲကို冰块လို့ခေါ်တယ်ရေခဲတုံးကို冰块ရေခဲတုံး河ဆိုတာကနဲ့水ကရေ冰块和水ရေခဲတုံးနဲ့ရေအားကြောင့်ကျွန်တော်ကိုရေခဲတုံးနဲ့ရေပေးပါဆိုရင်请给我冰块和水请给我冰块和水ကျွန်တော်ကိုရေခဲတုံးနဲ့ရေပေးပါ请给我冰块和水ကျွန်တော်ကိုရေခဲတုံးနဲ့ရေပေးပါ好下一个တကားလောကျသွားလို့ကျွန်တော်အပြင်မှာနေရတယ်我被锁在外面了我被锁在外面了တကားလောကျသွားလို့ကျွန်တော်အပြင်မှာနေရတယ်我被锁在外面了我被锁在外面了တကားလောကျသွားလို့ကျွန်တော်အပြင်မှာနေရတယ်အေးရခင်ညစ်ပတ်သွားပြီ传单脏了传单脏了传单အေးရခင်脏ဆိုတာကညစ်ပတ်တာကို脏လို့ခေါ်တယ်ဒါကြောင့်传单脏了အေးရခင်ညစ်ပတ်သွားပြီ传单脏了အေးရခင်ညစ်ပတ်သွားပြီ好下一个ရေချိုးကန်ညစ်ပတ်နေပြီဆိုရင်浴缸脏了浴缸脏了浴缸ရေချိုးကန်ဒါကြောင့်ရေချိုးကန်ညစ်ပတ်နေပြီဆိုရင်浴缸脏了浴缸脏了ရေချိုးကန်ညစ်ပတ်နေပြီရေဘူးမရှိဘူး没有日水没有日水没有日水ရေဘူးမရှိဘူး日水ဆိုတာကရေဘူးကို日水လို့ခေါ်တယ်ဒါကြောင့်ရေဘူးမရှိဘူးဆိုရင်没有日水ရေဘူးမရှိဘူး没有日水မျက်နှာတုပ်ဘဝမရှိဘူး没有毛巾没有毛巾毛巾ဆိုတာမျက်နှာတုပ်ဘဝကို毛巾လို့ခေါ်တယ်ဒါကြောင့်မျက်နှာတုပ်ဘဝမရှိဘူးဆိုရင်没有毛巾没有毛巾မျက်နှာတုပ်ဘဝမရှိဘူး没有毛巾好下一个ဆက်ပြမရှိဘူးဆိုရင်没有肥皂没有肥皂肥皂ဒီဆက်ပြအမွေးကဲပေါ့ကိုယ်တိုင်ဆက်ပြအမွေးကဲကို肥皂လို့ခေါ်တယ်ဒါကြောင့်ဆက်ပြမရှိဘူးဆိုရင်没有肥皂没有肥皂ဆက်ပြမရှိဘူးဘူတိုင်းကရေဆွဲချလို့မရဘူး马桶不能冲水马桶不能冲水马桶ဆိုတာမိလာခွက်ကိုပြောတာเนาะဘူတိုင်းအိမ်သာကို马桶လို့ခေါ်တယ်马桶ဘူတိုင်းအိမ်သာ不能ဆိုတာမရဘူး冲水ဆိုတာရေဆွဲချတာရေလောင်းချတာပေါ့เนาะအဲ့တော့ဘူတိုင်းကရေဆွဲချလို့မရဘူးဆိုရင်马桶不能冲水马桶不能冲水ဘူတိုင်းကရေဆွဲချလို့မရဘူးရေစိတ်နေတယ်ရေယိုနေတယ်在落水在落水ရေစိတ်နေတယ်ရေယိုနေတယ်在落水ရေစိတ်နေတယ်ရေယိုနေတယ်在落水ရေစိတ်နေတယ်ရေယိုနေတယ်တကားတော့ပြက်သွားပြီ门锁坏了门锁坏了门锁တကားတော့坏了ပြက်သွားပြီအဲ့တော့တကားတော့အိမ်ကပြက်သွားပြီဆိုရင်门锁坏了门锁坏了တကားတော့ပြက်သွားပြီအဲကွန်းမှာပြဿနာရှိနေတယ်
空调有问题空调有问题အဲကမှာပြဿနာရှိနေတယ်空调有问题好ဒါကတော့လုပ်ငန်းသုံးတရုတ်စကားပြောသင်ခန်းစာစောက်ထဲကနေပြီးတော့စာမျက်နှာ180ကိုအတူတူလေ့လာခဲ့တာပဲဖြစ်တယ်ပေါ့နော်အဲ့တော့တရုတ်စာနဲ့ပတ်သက်ပြီးတော့ကိုသိချင်တာတွေရှိလို့ရှိရင်ဒီ view file လေးရဲ့အောက်မှာ comment box လေးမှာကိုသိချင်တာလေးတွေကိုရေးပို့ပြီးတော့မေးထားလို့ရပါတယ်ကိုလက်ရှိလုပ်နေတဲ့လုပ်ငန်းနဲ့ဖြစ်စေဒါကိုတရုတ်စာလေ့လာတဲ့အခါမှာအခက်အခဲတွေ့နေရတဲ့ဒါတရုတ်နားမလဲတဲ့ grammar ရှင်းလင်းချက်တွေဖြစ်စေသိချင်တာရှိရင်မေးထားခဲ့လို့ရပါတယ်လို့အားတဲ့အချိန်ဒီမှာအကုန်လုံးပြန်ဖြည့်ပြီးမှဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ AK Lunch Channel YouTube Channel လေးကိုလည်းအမြဲကြည့်ရှုလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ် Channel လေးကို Subscribe မနှိပ်ရသေးဘူးဆိုလို့ရှိရင်လည်း Subscribe နှိပ်ပြီးတော့ဘေးနာက Notification ဘယ်လေးကိုနှိပ်ထားပေးခဲ့ဖို့လည်းမမေ့ပါနဲ့เนาะ好那我们下次再见谢谢大家